Hello, Talizon at Minglaba. So, Dinigan video, the Rindabo Talare, Chima Mani video, Bamabida, Leauka, time the tail, Tatores, or Elsao. Say to Macau Bobia, Lulucini video, Tayara, Barosura, video Bodabada, Bebadane Pipi video, Macaune. ကိစ္စတစ်ခုပဲဒါပေမဲ့ကျွန်တော်အတွေ့အကြုံပြောပြမယ်ဆိုလို့ရှိရင်ဗမာပြည်သားတွေကနေပြီးတော့ဘယ်လောက်နစ်နာလဲဆိုရဲဥစ္စာထိုင်နိုင်ငံမှာကျွန်တော်ကိုတွေ့ပြောပြမယ်ကျွန်တော်မပြောဘူးလို့နေမလို့ပဲဆိုရင်ကျွန်တော်ကထိုင်နေဆက်မဲဆောက်နေဆက်ပေါ့ဗျာတက်ခရိုင်လို့ခေါ်တာပေါ့အဲ့တက်ခရိုင်မှာတောထဲမှာအဲ့ဒီလေယာလှုပ်ရှားတဲ့မိဖတွေရဲ့သားသမီးတွေကိုအသက်တွေကြီးနေပြီဗျာကာကြီးခောက်တော့မတက်ဘူး ABC တော့မတက်ဘူးအဲ့ဒီကလေးလေးတွေကိုကျွန်တော်တနာတော့အားဖြင့်ကျွန်တော်ကြောင်းဖွင့်ခဲ့တယ်မူလာတန်းကြောင်းလေးတစ်ကြောင်းဖွင့်ခဲ့တယ်တန်းကနေ၄တန်းထိပေါ့ဗျာဆိုတော့အဲ့ဒီကြောင်းဖွင့်တဲ့နေရာမှာလေငါးအဲ့လေယာလှုပ်ရှားတဲ့လောက်သားတွေကကျွန်တော်ကျောင်းသားမိဖတွေကြီးပဲကျွန်တော် area မှာပေါ့ဗျာအဲ့တော့အဲ့ဒီလေရင်ငါးလို့ခေါ်တယ်ဘာမှလို့ဆိုရင်တော့ကျွန်တော်လည်းတော်တော်စဉ်းစားပြောရတယ်ဘာမှလို့ဆိုရင်လေရင်ငါးတွေကပုတ်ပြက်ပေးတာရှိတယ်လစဉ်ပေးတာရှိတယ်ပုတ်ပြက်ပေးတယ်ဆိုတာကဥမာထိုင်းတစ်ထည့်တယောက်ကဧက40လောက်ပိုင်နေဆိုလို့ရှိရင်30ကိုအဲ့ဒီအလုသမားတွေ10ယောက်ရှိ10ယောက်15ယောက်ရှိ15ယောက်10ကပေးတယ်ပြီးရင်ကျန်တဲ့40ကိုနေပြီးတော့ तू ကတရားတီလုံးကို तू က free လုပ်ပေးရတယ်အဲ့လိုမျိုးဆိုရင်ကျွန်တော်ကြောင်းဘေးနားမှာပဲလေက30လောက်ပိုင်တဲ့ထိုင်းတစ်ထည့်က तू ကနေပြီးတော့စေကောက်ကိုအလုသမားတွေကိုအကုန်လုံးပေးလိုက်တယ်အဲ့မျိုးစေ့တွေကို तू ကထုတ်ပေးတယ်ပြီးရင်ကျန်တဲ့20ဧကကိုအဲ့အလုသမားတွေက free လုပ်ပေးရမှာတရားသီးလုံးစေဖြန်းတာတို့ရေဖြန်းတာတို့အကုန်လုံးတရားသီးလုံးကိုနေပြီးတော့သူတို့က free လုပ်ပေးရမှာအဲ့တော့ဒီအလုသမားတွေကတနေ့တော့အဲ့ဒီအလုသမားဒီတစ်ထည့်ကနေပြီးတော့စေကပေးလိုက်တဲ့အလုသမားတွေကိုပြောင်းဆိုင်ခိုင်းတယ်ဒါပြောင်းခင်းပေါ့ဗျာအဲ့တော့ပြောင်းဆိုင်ခိုင်းတယ်ကျန်တဲ့20ဧကကိုသူကနေပြီးတော့သူတို့ကနေပြီးတော့ free labor အဲ့လိုမျိုးဆိုတော့အဲ့နှစ်ကပြောင်းဈေးကတော်တော်ကောင်းတဲ့နှစ်ဗျအဲ့နှစ်ကအဲ့တော့ဒီအလုသမားအယောက်30ကျော်လောက်ကသူ့ဧက20ကိုဒီထိုင်းတစ်ထည့်ရဲ့ဧက20ကို free လုပ်ပေးရတာเนาะတရားသီးလုံးအဲ့ဒီရောကျန်တဲ့စေဧကကိုအဲ့ဒီအလုသမားတွေကိုနေပြီးတော့ပုတ်ပြက်ပေးလိုက်တာသူကအဲ့ဒီကရလာတဲ့အသည့်အနှံအကျိုးမြတ်တွေကိုအားလုံးနေပြီးတော့နှစ်ကုန်ရင်ရာသီကုန်ရင်အကုန်လုံးနေပြီးတော့သူတို့ပတ်စံပေးရမှာသူတို့ရှင်းရမှာအဲ့လိုမျိုးလုတ်ပေးလိုက်တဲ့အချိန်မှာအဲ့ပြောင်းစေးကောင်းတဲ့နှစ်ကသူအကုန်လုံးရောင်းပြီးတော့သူကနေပြီးတော့အဲ့အလုသမားတွေကိုပတ်စံမပေးရှင်ဘူးမပေးရှင်ပေးနဲ့ဘယ်လိုလုပ်လိုက်လဲဆိုလို့ရှိရင်အကုန်လုံးလက်ပြန်ကျိုးတုတ်တယ်ဒါနဲ့ထောက်ပြီးတော့ပစ္စတိုထောက်ပြီးတော့အကုန်လုံးလက်ပြန်ကျိုးတုတ်ပြီးတော့အဲ့ဒီမှာနေပြီးတော့ခါတဲ့အယောက်30ကျော်လောက်ရှိတယ်30နဲ့1ယောက်လား2ယောက်လားမသိတော့ဘူးတိတ်မမှန်းပြီးတော့လောခဲ့တဲ့အနှစ်20ကျော်လောက်ကကျွန်တော်အဲ့တော့အဲ့မှာခါတဲ့တနဲ့ဒိုင်းအကုန်လုံးပြစ်ပလိုက်တာပြစ်ပလိုက်တဲ့အချိန်မှာဒီလိုမျိုးညတကောင်နေပြီးတော့ဒါမျိုးနေပြီးတော့ထောက်ပြီးတော့ပြစ်တဲ့အချိန်မှာဟိုကောင်တွေကလက်ပြန်ကျိုးတုတ်ပြီးတော့ဆိုတော့တယောက်ကနေပြီးတော့ပြစ်လိုက်ရထောင်းနဲ့ပြစ်ပြီးတော့သူကဒီလိုရှောင်ပလိုက်တယ်ရှောင်ပြီးတော့ဖောက်ခွနဲ့လေးရှောင်ဆောင်လိုက်တယ်အဲ့ဒါလူပြိုကြီးအဲ့တယောက်ကနေပြီးတော့အညာသားပဲအဲ့ဒီမှာကရင်လေးပါတယ်အညာသားလေးပါတယ်မမရပြောရင်ပြီးရင်တော့ပါလားမပါလားတော့မပြောတော့တယောက်တော့ပါမယ်တင်တယ်ထားပါတော့အဲ့တော့အဲ့အယောက်30ကျော်ကိုတပြီးတော့လောက်တာမှာအားလုံးကပတ်လက်လာပြီးတော့တည်တော့ပြီတည်တော့ဟိုကောင်လေးတည်ရှင်အောင်ဆောင်နေတယ်သူတို့အဲ့တော့အကုန်လုံးတည်တော့ပြီဆိုပြီးတော့ထားပြီးတော့သူကတာယာအဟောင်းနေတော့ယူတယ်သူ pick up truck နဲ့တာယာအဟောင်းနေတော့ယူပြီးတော့အဲ့တာယာအဟောင်းနေနေပြီးတော့သူကမီးရှို့မှာအဲ့ဥစ္စာဂွန်းနာအဲ့ dead body ကိုနေပြီးတော့အဲ့တာယာကိုစွတ်ပြီးတော့မီးရှို့မှာရှို့ပြီးတာနဲ့အဲ့ဒီကနေမျိုးရလာတဲ့အယိုးတွေကိုတခြားနေရာမှာတုံပလိုက်မှာသူညာတွင်းရှင်းသူချမှာဆိုရင်အဲ့လိုမျိုးဖြစ်နေတယ်အဲ့တယောက်ကနေပြီးတော့
သူကနေပြီးတော့အကုန်လုံးတက်ပြီးတော့သူကနေပြီးတော့တာယာတွေတော့ယူတဲ့အချိန်မှာအဲ့တယောက်ကကျွန်တော်ကြောင့်ပြေးလာတယ်အဲ့ဒါကျွန်တော်ကိုတွေ့ဗမာပြည်သားတွေဘလောက်တင်ပြီးတော့တေတော့လဲဆိုတဲ့ဥစ္စာကိုနေပြီးတော့လွန်ခဲ့တဲ့နှစ်20ကျော်လေး30ကျော်ကားဗမာပြည်သားတွေဘလောက်တေတော့လဲဆိုတဲ့ဥစ္စာကိုခဏလေးစဉ်းစားကြည့်ရအကြောင်းမေးဒီလိုအကျိုးအကြောင်းမေးစော်နဲ့တေတော့တာဒီလိုဒီမျိုးခါတဲ့ခွေးလောက်တောင်တန်ဖို့မရှိဘူးအဲ့လောက်သေးတာအဲ့ဒါတွေကြတော့တရားမှမဟာကြဘူးထိုင်းသတိသေးတာကြတော့ထိုင်းသတိတင်တာအသက်ခံရတာကြတော့ဘာနာအသက်တွေထွက်လာကြတယ်ဒါလောက်ပဲကျွန်တော်နေပြီးတော့ကိုတွေ့ပြောရှင်တယ်